ဈေးကွက်ထဲမှာ Bitcoin အခန်းကဏ္ဍဟာယင်းနှိမ့်မြုပ်နှံသူအများစုအတွက်အဓိကအယုံဆိုင်ရာဖြစ်နေစေပါမကြသေးမီအစီရင်ခံစာတွေအရအမေရိကန်ဆိုရဟာနောက်9နှစ်အတွင်း Bitcoin ကိုသိသာထင်ရှားတဲ့ပမာဏဝယ်ယူဖို့စီစဉ်နေတယ်လို့သိရပါတယ်ဒီဖွံ့ဖြိုးတိုးတက်မှုက Bitcoin အတွက်အပြုသဘောဆောင်တဲ့အလားအလာကိုညွှန်ပြနေပြီးလာမယ့်နှစ်တွေမှာသူ့ရဲ့ဈေးနှုန်းကိုမြင့်တက်စေနိုင်ပါတယ် Crypto ရဲ့စိတ်ခံစားမှုဆိုင်ရာအခြေအနေများကိုကင်တွယ်ခြင်း Crypto ငွေကြေးမှာယင်းနှိမ့်မြုပ်နှံရကဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုအတက်ကြတွေကစိတ်ဖိစီးမှုအလွန်များနိုင်ပါတယ်ရောင်းဝယ်ဖောက်ကားခြင်းနဲ့ယင်းနှိမ့်မြုပ်နှံခြင်းရဲ့စိတ်ပိုင်းဆိုင်ရာရှုထောင့်တွေကိုသိမြင်နားလည်ဖို့အရေးကြီးပါတယ်။ယင်းနှိမ့်မြုပ်နှံသူအများစုဟာဈေးကွက်မြင့်တက်နေချိန်မှာအခွင့်အရေးလွတ်သွားမှာကိုကြောက်ရွံ့မှုကိုခံစားရပြီးဒါကအလင်းလိုဆုံးဖြတ်ချက်တွေချမှတ်စေပါတယ်။ရေရှည်အောင်အတွက်ဟန်ချက်ညီအောင်ထိမ့်သိမ်းခြင်းနဲ့ရှင်းလင်းတဲ့ရှုမြင်မှုကိုထိမ့်သိမ်းထားဖို့အရေးကြီးပါတယ်။အနာဂတ်စိန်ခေါ်မှုများအတွက်ပြင်ဆင်ခြင်းရှေ့ကိုကြည့်တဲ့အခါငွေကြေးဆိုင်ရာအခြေအနေတွေမှာဖြစ်ပေါ်လာနိုင်တဲ့စိန်ခေါ်မှုတွေအတွက်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။လက်ရှိစီးပွားရေးစနစ်ဟာတိကျထင်ရှားတဲ့အပြောင်းအလဲတွေကိုဖျက်ဆီးနေရပြီးလူအများစုကပြန်လည်ပြင်ဆင်မှုတစ်ခုမကြာမီပေါ်ပေါက်တော့မယ်လို့ယုံကြည်နေကြပါတယ်။ဒီအသွင်ကူးပြောင်းမှုကိုဖျက်ဆီးရင်ခိုင်မာတဲ့အတိုင်းဝိုင်းတွေတိစောက်ဖို့နဲ့ဆက်သွယ်မှုတွေမြင့်တင်မှုဟာအရေးပါလာမှာဖြစ်ပါတယ်။